Fuzzy controller ကိုသုံးပြီးတော့ DC motor ရဲ့ speed control ကိုလုပ်ကြည့်အောင် speed control ဆိုတာကကျွန်တော်လိုချင်တဲ့ target RPM တစ်ခုရှိမယ်ဘယ်လောက် RPM လဲဥပမာအဖြစ်100 RPM လား200 RPM လားအဲ့ဒီ RPM မှာ motor ကိုငြိမ်နေအောင်ထိန်းထားတာကို speed control လို့ခေါ်တယ်အရှိကဗီဒီယိုတွေအများကြီးမှာကျွန်တော် PID ကိုသုံးပြီးတော့ DC motor ရဲ့ speed control ကိုလုပ်ပြခဲ့ပြီးသွားပြီဒီဗီဒီယိုမှာတော့ PID control theory ကိုမသုံးဘဲနဲ့ fuzzy control theory ကိုသုံးမယ် fuzzy logic တွေကိုသုံးပြီးတော့ DC motor ရဲ့ speed control ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်လုပ်ပြမယ်သုံးမဲ့ပစ္စည်းတွေကတော့Arduino Uno တခုသုံးထားတယ်ပြီးတော့ရင်290 DC motor control DC motor driver ပေါ့နော် driver သုံးထားတယ်motor အနေနဲ့ကျွန်တော်တို့ encoder motor 37 RPM DC motor ကိုသုံးထားတယ်12 volt ပေါ့ပြီး power supply ပါမယ်ဒီဟာတွေပဲသုံးပြီးတော့ DC motor ရဲ့ speed control ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်လုပ်ပြမယ် circuit diagram ကိုတော့ကျွန်တော်ပြထားပေးမယ်ကုတ်ကိုတော့ကျွန်တော်ရဲ့ electron lab ဆိုတဲ့ GitHub အကောင့်မှာသွားယူလို့ရတယ် okay ကုတ်ကိုကျွန်တော် GitHub အကောင့်မှာတင်ထားပေးတယ်ဒီကုတ်ကိုကျွန်တော် temperature control တော့က real fuzzy temperature control ကုတ်နဲ့ပုံစံတူဖြစ်အောင်ကျွန်တော်ရေးထားပေးတယ်ကျွန်တော် variable နဲ့လည်းအတက်နိုင်ဆုံးတူအောင်လုပ်ထားပေးနားလည်အောင်လွယ်အောင်ပေါ့နော်ဒီမှာတော့ဒီ temperature အသုံးလုံးတွေဖြစ်တဲ့ cold တို့ဒီ warm တို့ကျွန်တော်ပဲ hot လို့ပြန်သုံးတာပဲတကယ်တော့ motor မှာဆိုရင်တော့ဒီ target ကိုရောက်ခံနေတော့ target ကိုtarget နဲ့ဝေးနေတာအဲ့လိုမျိုးရေးရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီနားလည်လွယ်အောင်ဆိုပြီးတော့ဒီမှာပေါ့ temperature control နဲ့တူအောင်ပဲလုပ်ထားပေးတယ်အဓိကတော့ဒီမှာကျွန်တော်တို့ဒီ membership function တွေရှိမယ်ပြီးတော့ရှိရင်ဒီ falsification fuzzy membership function တွေနောက်ဒီ falsification လုပ်တဲ့နေရာမှာဒီနေရာကိုအဓိကထားပြီးတော့ပြင်ပေးရမယ်ဥပမာကျွန်တော်တို့ရဲ့ motor ကဒီ target ကိုမထိဘူးဆိုလို့ရှိရင်ဒီနေရာမှာ value တွေကိုကျွန်တော်တို့ထပ်ပြီးတော့ပြင်ပေးရတယ်ဒီမှာ change လုပ်ရတယ်လိုချင်တဲ့ value တွေပေါ့နော်ကျွန်တော်တို့ဒီမှာဒါကျွန်တော် change ပြီးသား value တွေဆိုတော့ဒီမှာအဆင်ပြေသွားပြီခင်ဗျားတို့လိုချင်တဲ့ဆိုပြန် change လို့ရတယ် okay ကျွန်တော်အဲ့ဒါကိုစမ်းကြည့်အောင် program ကိုကျွန်တော်တို့တွင်းလိုက်မယ်တွင်းပြီးသွားလို့ရှိရင်ဖွင့်လိုက်ဒီမှာဖွင့်ပြီးသွားလို့ရှိရင်ကျွန်တော် serial plotter ကိုဖွင့်ကြည့်လိုက်မယ် okay အခုဆိုရင်စပ်ပွင့်ကိုထိသွားပြီဒီမှာတော့ကျွန်တော်ကဟိုကျွန်းလေးတော့မလုပ်ပြတော့ဘူးပေါ့နော်အမှန်တော့ fuzzy မှာတော့ကျွန်းလေးလောက်တာမဟုတ်ဘူးပေါ့နော် PID မှာကျွန်းလေးလောက်တာ fuzzy မှာတော့ဒီ falsification နဲ့တန်မိုးတွေကိုချိန်ညှိပေးရတယ်အဲ့တော့ချိန်ညှိကျွန်တော်ကတော့ဒီမှာမချိန်ညှိပြတော့ဘဲနဲ့အရင်ကချိန်ညှိပေးတာ value ကိုပဲထည့်ပြီးတော့စမ်းပြလိုက်တယ်ဗီဒီယိုရှင်းအောင်မလို့ခင်ဗျားတို့ကတော့ target ကိုမရောက်သေးဘူး overshoot ဖြစ်တယ်ဘာညာဆိုရင်တော့ဒီ falsification နဲ့တန်မိုးတွေကိုချိန်ညှိပြီးတော့လုပ်လို့ရှိရင်အားလုံးအဆင်ပြေသွားလိမ့်မယ်အဲ့တော့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်